လီဟုံကသူမပြောတာကိုနားထောင်ပြီးဘာမှပြန်မပြောဘဲတိတ်ဆိတ်နေခဲ့တယ်ဒိန်းထုံးဟာဂျင်းနီတောင်ကြီးကိုပိုင်ဆိုင်ခဲ့ပေမဲ့ငက်တေရမဲ့ကံကြမ္မာကနေမလွတ်မြောက်နိုင်ခဲ့ပါဘူးဒီလိုချိန်မျိုးမှာငွေကြေးဆိုတာဘာအသုံးဝင်တော့မှလဲအဲ့ဒီခါအနက်ရောင်ဝက်မိမပြိုကရှင်ပြောတာလဲအတိတ်ပဲတော့ရှိသားပဲဒါပေမဲ့ရှင်နေစဉ်လူမှုဆက်ဆံရေးမှာဘလို့နေထိုင်ကျင့်ကြံလဲကျမကတော့လောကဓမ္မအတိုင်းတဘာဝကြကြပဲရှင်တန်နဲ့လူခန္ဓာကို6တောင်မှာလဲချောင်း3လက်မကနေဝင်ထွက်တဲ့အသက်ရှူခြင်းသာအဓိကပါဥစ္စာနဲ့တမတ်မှုတွေပြည့်စုံနေပါစေဦးအသက်မရှိရင်ဘသူကခံစားနိုင်မှာလဲလို့ပြောခဲ့ပါတယ်ဒေါသစိတ်ဓာတ်ကိုစားပြုတဲ့မိမပြိုပြောပြီးတာနဲ့လီဟုံကျန်မဖြေရသေးခင်ကျန်တဲ့မိမပြို3ယောက်ကအော်ဟစ်ဆူပူလာကြတယ်တခင်သူမစကားတွေကိုရှောက်မယုံနဲ့ကျမတို့3ယောက်စလုံးဒီကောင်မရဲ့အောက်ကြောက်ဖြစ်သွားရမှာလားသူမရဲ့အဖြစ်တွေကိုနားထောင်ကြည့်ဦးဘရင်ကြီးရှန့်၍ဝူကျဲမြင့်မှာကိုတက်တည်ရတာညံကြီးတဲ့ကျိုး၍အသက်တိုရတာဘလောက်တောင်စွမ်းအားကြီးတဲ့စစ်သူကြီးတွေတိုက်ပွဲမှာကြာဆုံးခဲ့ရတယ်လေအကုန်လုံးဒေါသနဲ့မာနကြောင့်တစ်သက်လုံးကျစီးခဲ့ရတာကြီးပဲသူ့ကိုလုံးဝမထားပါနဲ့လို့ပြောကြတယ်လီဟုံလဲစိတ်ထဲမှာအထက်ထက်စဉ်းစားလိုက်ပြီးမှတကယ်တော့မင်းတို့4ယောက်စလုံးမှာအမားကိုစီရှိကြတာပဲလို့တွေးမိတယ်အမားတို့4ယောက်ခင်များကျွန်တော်မျိုးကဆင်းရဲပြီးနေရာထိုင်ခင်းလဲကျင်းမြောင်းလုံးလို့အမားတို့ကိုမခေါ်ထားရဲပါဘူးပြန်ကြပါတော့ဗျာလို့ညင်းလိုက်ပါတယ်အဲ့ဒီခါအလှမယ်4ယောက်ဟာအချင်းချင်းအပြစ်တင်ကြပါတော့တယ်တယောက်ကသခင်ကမူလာကငါ့ကိုခေါ်ထားမလို့နင်ကဘာလို့ဝင်ရှုပ်တာလဲနောက်တယောက်ကသခင်ချစ်တာငါ့ကိုနင်ကဘာလို့ကြားဖြတ်တာလဲဆိုပြီးစကားများရင်းနဲ့နောက်ဆုံးလက်ပါလာကြပါတော့တယ်အရက်ကတမတ်မှုကိုလူတွေရဲ့ကြောရိုးချင်းစီကိုစုပ်ယူတဲ့သူလို့ဆဲပြီးတမတ်မှုကလည်းအရက်ကိုအကြောင်းမဲ့ဘေးဒုက္ခတွေဖန်တီးတဲ့ကောင်လို့ပြန်ဆဲပါတယ်ဥစ္စာကဒေါသကိုရင်တွင်းအင်္ဂါတွေကိုထိခိုက်စေတယ်လို့ပြောသလိုဒေါသကလည်းဥစ္စာကိုလူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးတယ်လို့ပြန်ပြစ်တင်ကြတယ်ဒီလိုနဲ့ညီမ4ယောက်ရုံရင်းဆန်ခတ်ဖြစ်သွားကြပြီးစံပင်တွေဖားလျားစံထိုးတွေကျွတ်ကအချင်းချင်းမြေပေါ်လူလိတ်တပုတ်ကြပါတော့တယ်လီဟုံကတော့စိတ်ထဲကနေဒီ4ယောက်ငါ့ကိုလူရင်းနဲ့ရန်ဖြစ်နေကြတာပဲဆိုပြီးတာယာနေခဲ့တာပေါ့ဒါနဲ့ရန်ဖြန်ဖို့သွားတဲ့အချိန်မှာပဲမိမပြိုတယောက်ကသူ့ကိုဖယ်စမ်းပါဒီကောင်မ3ယောက်ကိုတက်ပြုတ်ဦးမယ်ဆိုပြီးတွန်းထုတ်လိုက်တယ်လီဟုံထိတ်လန့်သွားပြီးလက်ဖြားနဲ့ဆောင်းကြိုးကိုထိမိကတန်ခတ်နဲ့အတန်မီသွားပြီးမှအိမ်မက်ကနေလက်နိုးလာခဲ့ပါတယ်မျက်စိဖွင့်ကြည့်လိုက်တော့မိမလှ4ယောက်ရဲ့အရေးရောင်တောင်မရှိပဲအိမ်မက်ရှည်ကြီးတစ်ခုဖြစ်နေမှန်းသိလိုက်ရတယ်လီဟုံတပြင်းရှည်ကြီးချလိုက်ပြီးကိုပြောမိတာကတော့ဒီရာလေးပါအရက်တမတ်မှုဝိစာဒေါသအကြောင်းခေါင်းထဲမှာအရန်တွေးနေပြီလို့အိမ်မက်မက်တာပဲအိမ်မက်ရဆိုရင်ဒီလေးမျိုးစလုံးမှာစိုးကြိုးတွေအပြည့်ရှိနေတာကိုငါကဒါတွေကိုချီကျူးတဲ့ကြပြရေးခဲ့မိတယ်နောင်လူတွေမြင်ပြီးမူရစ်တက်မက်လောဘဒေါသတွေထဲနှမွန်းသွားရင်ငါပြစ်သားဖြစ်တော့မှာပဲအခုမှမကောင်းကြောင်ထပ်ပြင်ဖြတ်ဖို့ကလည်းမသင့်တော်ဘူးဒါကြောင့်နောင်လူတွေကိုယ်တိုင်ချင့်ချိန်နိုင်အောင်ကြပြလေးတစ်ပုဒ်ထပ်ရေးပေးခဲ့မယ်ဆိုပြီးနယံပေါ်မှာထည့်ရေးလိုက်တယ်အရက်ကိုတောက်ပေမဲ့မမူးရင်အမျက်ဆုံးတမတ်မှုရှိပေမဲ့မဖောက်ပြန်ရင်သူရဲ့ကောင်းမတရားတဲ့ဥစ္စာကိုမယူနဲ့တေးခံခွင့်လွတ်ရင်ဘေးရန်တွေအလိုလိုကင်းဝေးလိမ့်မယ်မိတ်ဆွေတို့လူတယောက်အနေနဲ့လောဘဒေါသတမတ်မှုတွေကိုလုံးဝအမြင့်ပြတ်ဖြတ်တောက်ဖို့ဆိုတာတကယ်ကိုခက်ခဲပါတယ်ဒါကြောင့်ကိုစောင့်ထိန်နိုင်ဖို့ကအဓိကတော့ချက်ပါပဲရာရာဟာအတိုင်းတာရှိရပါမယ်လွန်ခဲ့သွားရင်ဘေးဒုက္ခဖြစ်လာတတ်ပါတယ်မမူးရင်မရှုပ်ထွေးမလောဘကြီးပဲမဒေါသထွက်ဖို့ကြိုးစားရပါမယ်တကယ်သူရဲ့ကောင်းဆိုတာလိုအင်ဆန္ဒမရှိတာမဟုတ်ပဲအဲ့ဒီဆန္ဒတွေကိုထိန်းချုပ်နိုင်သူကိုခေါ်တာပါတကယ်ကံကောင်းခြင်းဆိုတာလဲဒီလိုတတိတရားနဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းကနေပဲလာတာဖြစ်ပါတယ်